ဝါလကင်းလို့သတင်းကြိုသည့်ချိန်ကာလသမယတွင်အပြစ်ရှိကကြည်ပါစေအပြစ်မရှိကကောင်းကျိုးချမ်းသာမင်္ဂလာတရားများတိုးတက်ပွားများပါစေဟုသောရည်ရွယ်ချက်နှစ်ပါးတို့ဖြင့်ရှိခိုးပူဇော်ဖူးမြော်မှန်လျော့တော်ကြရတဲ့ကောင်းမှုကံစေရနာတို့ကြောင့်မိမိတို့၏အတ္တဣဒလို့ခေါ်ဆိုရတဲ့အကျိုးစီးပွားပရဟိတလို့ခေါ်ဆိုရတဲ့ရရေးရွာရေးဘာသာရေးသာသနာရေးအစရှိသောအကျိုးစီးပွားများကိုကျမ်းမာမာချမ်းချမ်းသာသာဖြင့်လွယ်ကူစွာဆောင်ရွက်နိုင်ကြပြီလျှင်ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဟုဆိုအပ်သောမြတ်ဗုဒ္ဓ၏အဆုံးအမသာသနာတော်မြတ်ကြီးအားသက်ဆုံးတိုင်ကျမ်းမာချမ်းသာသာဖြင့်စိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများဖြင့်ထမ်းဆောင်နိုင်ကြသည့်ယဟန်ကောင်းယဟန်မြတ်များရှင်သာမဏေကောင်းရှင်သာမဏေမြတ်များအားလုံးပဲဖြစ်ကြပါစေဝါလကင်းလို့သတင်းကြိုသည့်ချိန်ကာလသမယတွင်အားလုံးတစ်ပါးနဲ့တစ်ပါးရှင်မြတ်တို့ဘက်ကတပည့်တော်ရဲ့ပုံမှာကာယကံဝစီကံမနောကံတဘာဝသောကံဖြင့်ပြစ်မှားတဲ့အပြစ်တစ်စုံတရာရှိရင်လည်းပဲတပည့်တော်အနေနဲ့လည်းပဲခွင့်လွှတ်ပါတယ်ထိုနည်းတူစွာတပည့်တော်ကလည်းပဲရှင်မြတ်တို့ရဲ့ပုံမှာကာယကံဝစီကံမနောကံတဘာဝဖြင့်ပြစ်မှားမိခဲ့တဲ့အပြစ်တွေရှိရင်ခွင့်လွှတ်ပေးတော်မူပါလို့မေတ္တာရပ်ပါတယ်နော်အဲ့တော့ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးအတွင်းမှာအကြောင်းတိုက်အတွင်းမှာဆရာနဲ့တပည့်အကြောင်းတိုက်အတွင်းမှာဆရာနဲ့တပည့်အတူတကွာတွေ့ဆုံခွင့်သတင်းသုံးခွင့်နေထိုင်ခွင့်နေရကြတာစစ်တောင်းမြစ်တဲ့တို့ဒီနာစစ်တောင်းမြစ်နီးတဲ့စစ်တောင်းမြစ်တဲ့